အားလုံးပဲမင်္ဂလာပါတူဒီကွာကြောင့် YouTube channel လေးကနေကိုကိုမာရီအားလုံးကိုမျိုးထုစွာပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဗျာအားလုံးပဲမင်္ဂလာရှိသောညနေခင်းလေးပါမျိုးတို့ရေကိုကိုကြောင့် channel လေးကိုအများအားစောင့်မျှော်အားပေးနေဆိုတဲ့ကိုမာရီအားလုံးလည်းစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့လုံးတော်ရင်းနဲ့ပြည့်စုံနိုင်ကြပါစေစိတ်သွားတိုင်းကိုပါလို့လူရဆန္ဒလေးလည်းပြည့်ဝကြပါစေလို့ဥစ္စာပထမဆုံးမငောင်းလေးတောင်းပေးလိုက်ပါတယ်ဗျာအားလုံးပဲမင်္ဂလာရှိသောညနေခင်းလေးပါနော်အဲမျိုးတို့ရေဒီညနေမှာပေါက်ကြလားရကြလားနော်ဘိုးကောင်မတွေအားလုံးအတွက်အကောင်းဆုံးလေးရွေးပေးတဲ့အထက်မှာကျွန်တော်ဒီညနေလောက်အားရစရာမရှိခဲ့ဒါကြောင့်လည်းတော့ဒီညနေမှာကျွန်တော်ထုတ်ပေးတဲ့ကဏ္ဍကနေလုံးဝ6 9ဝန်းကျင်6ပိုင်း6ပတ်ပြီး9ပိုင်း9ပတ်ပြီး69မိန်းတစ်ခွက်ကောင်းနော်69မိန်းတစ်ခွက်ကောင်းအားလုံးပဲအဆင်ပြေကြလားရကြလားပေါက်ကြလားပေါက်တဲ့ရတယ်ဆိုတော့အကူမတွေအားလုံးကပေါက်ကြီးလေးတွေမှန်ပြီးသွားတူးမြင်တူးပေါက်ပါစေများမြင်များပေါက်ပါစေဆိုတော့စိတ်တက်ကလေးနဲ့ရှင်းမှုရှင်းအားလေးနဲ့ပြင်ပြီးပေးပါပေါ်ကြအကောက်ကလေးကအတက်ကလေးဖြစ်နေတော့အားလုံးကပြန်လဲပြီးတော့ဝန်းရံပေးကြပါနော်ပေါ်ကြ channel လေးကိုအများအားမြင်တွေ့ချင်တဲ့ဆိုလို့ channel လေးကို subscribe နှိပ်ထားပေးနော် subscribe နှိပ်ထားပြီးမှကိုကိုမလေးအားလုံးအတွက်အများအားကျွန်တော်ဗီဒီယိုလေးတင်နေများလေးအများအားတက်နေမှာနော်ကဲဒီညနေမှာ6ပိုင်း6ပတ်တီကိုပတ်တဲ့သူတွေလည်းအဆင်ပြေမယ်9ပိုင်း9ပတ်တီကိုပတ်တဲ့သူတွေလည်းအဆင်ပြေမယ်မနက်ကနှလုံးလုံးပတ်တာမရလိုက်ဘူးဆိုတော့ကဲဒီညနေမှာနှလုံးလုံးပတ်ရင်အကုန်အဆင်ပြေမယ်မိန်းတစ်ခွက်ကောင်းမဲ့လိုက်ထိုးတယ်ဆိုတော့ဒီနောက်မှာ69မိန်းတစ်ခွက်ကောင်းတဲ့လုံးဝအဆင်ပြေရမယ်ဟုတ်လားပေါက်တဲ့ရတယ်ဆိုတော့အကုန်မတွေအလုံးပေါက်ကြီးလေးတွေမှန်းထားပြီမနေ့ကကျွန်တော်တို့73ရက်5လ2026ဗိုလ်ရူနေ့12နာရီ10မိနစ်အတွက်အကောင်းဆုံးသောလုံးဝိုင်းလေးတွေဝန်းကျင်လေးတွေကိုပြန်လည်မျှဝေပေးမယ်နော်ပေါ်ကြဗီဒီယိုလေးအစားဆုံးပြီးဆုံးနိုင်အောင်ကြည့်ကြမနေ့ကကျွန်တော်73ရက်5လ2026ဗုဒ္ဓဘူးနေ့12နာရီ10မိနစ်အတွက်ပေါ့အကောင်းဆုံးသောဝန်းကျင်ဒီကိုမာရီအားလုံးကိုကျွန်တော်4နှစ်ဝန်းကျင်မှာ4ကိုဘိုင်ပတ်သီးပြကစားလို့ရတယ်2ကိုဘိုင်ပတ်သီးပြကစားလို့ရတယ်4ကိုကြိုက်တဲ့အကိုမာရီအားလုံးက4ကိုပတ်မယ်2ကိုကြိုက်တဲ့အကိုမာရီအားလုံးက2ကိုပတ်မယ်4နဲ့ပတ်သက်ရင် main တင် main ရော4ခွက်ရှိပါတယ်4နဲ့ပတ်သက်ရင်4 3 4 5 4 6 4 9နော်4နဲ့ပတ်သက်ဘယ်နှခွက်လဲ4 3 4 5 4 6 4 9မိန်းတင်မိန်းရော4ခွက်ဟုတ်ပြီဒါဆို2နဲ့ပတ်သက်ရင်2နဲ့ပတ်သက်လဲ2 3 2 5 2 6 2 9ဆိုပြီးတော့မိန်းတင်မိန်းရော4ခွက်စီရှိပါတယ်မိန်းတင်မိန်းရော4ခွက်စီရှိပါတယ်4နဲ့2ကိုကြိုက်တာပတ်လို့ရတယ်ကျွန်တော်နဲ့ကြိုက်တူမယ်ဆိုတော့အကူမကြီးအားလုံးကကျွန်တော်ရွေးပြတဲ့ပတ်သေးကိုပဲကစားမယ်ဆိုရင်လိုက်ရှိုးလေးဗီဒီယိုလေးကိုပြီးဆုံးနိုင်အောင်ကြည့်လိုက်နော်ဟုတ်ပြီဒါဆိုရင်ကိုကူမကြီးအားလုံးက4နဲ့ပတ်သက်လို့မိန်းတင်မိန်းရော4ခွက်ထဲရမှာ4ခွက်တောင်များတယ်2ခွက်လောက်ပဲတင်ကစားမယ်ဆိုတော့အမျိုးရလုံးက4 3နဲ့4 5ဒီမိန်းမှာနော်4နဲ့ပတ်သက်4 3 4 5မိန်း2နဲ့ပတ်သက်2 3 2 5ဒီမိန်းနော်4နဲ့ပတ်သက်4 3 4 5မိန်း2နဲ့ပတ်သက်2 3 2 5ဒီမိန်းကျွန်တော်ရွေးပြတဲ့4နှစ်ဝန်းကျင်မှာလွဲချော်သွားတယ်ဆိုလို့ရှိရင်ကျွန်တော်3 5 6 9ဆိုတဲ့3 5 6 9ဆိုတဲ့အခွေကောင်းပါလေနော်ဒါကျွန်တော်လိုအပ်လို့လည်းပြောတာပါတကယ်လို့ကျွန်တော်ရွေးပြတဲ့4နှစ်ဝန်းကျင်မှာကြမလာဘူးဆိုရင်3 5နဲ့6 9နဲ့ခွေကစားပါဟုတ်ပြီနော်ဟုတ်ပြီဒါဆိုကိုကမားရအောင်မနေ့ကနေကုန်းစားကျွန်တော်ဒီနေ့မှာတော့နေကုန်းကြီးစီ4 9 6ကြီးစီညနေပိုင်းမှာအပြီးထွက်သွားပါတယ်မနေ့ကမှနေကုန်းကြီးလုံးဝမထီးမဖြစ်ကြီးမနက်မထီးညထီးကြီးနော်ဒီကြီးကလည်းကျွန်တော်6 4 6ကြီးပါပဲမနေ့ကကြီးကလည်း6 4 6ပဲကျွန်တော်အခုရထားတဲ့နေတိုင်းဝမ်းချင်းလေးကလည်းကျွန်တော်4နှစ်ဝမ်းချင်းကို9 3 6 9နဲ့ကတ်မယ်ဒီထဲမှာနှလုံးလုံးမပတ်နိုင်ဘူးကျွန်တော်ရွေးပေးတဲ့ပတ်တိလုံးပဲစောင့်မျှော်နေရဆိုတဲ့အမျိုးကြီးအားလုံးကိုကျွန်တော်4ပိုင်း4ပတ်တိထည့်ရွေးပေးပါတယ်ကျွန်တော်အကြိုက်ဆုံး4ပိုင်း4ပတ်တိကျွန်တော်အဖွဲ့ဝင်တွေပေါ့နော်ကျွန်တော်အခုပို့ထားတဲ့လက်ဆောင်ကဏ္ဍကိုပကစားထားပါမနေ့ကနေကုန်ကျွန်တော်တို့ကြားဖို့လို့ရှိတယ်ပကစားတာကျွန်တော်ကြာသပတေးတောက်ကြမှာတော့လုံးဝအလွဲချော်မရှိတဲ့ပတ်တိပြန်ထုတ်ပါမယ်ကျွန်တော်ကြာသပတေးတောက်ကြမှာဗျာကျွန်တော်ထုတ်ပြီးတဲ့ main ကွက်ကမအောင်မြင်အောင်ကျွန်တော်ထုတ်ပြီးတဲ့ပတ်တိချင်းကြီးအောင်မြင်ရမယ်ဒီတစ်ပတ်ကိုကျွန်တော်ရေးအာမခံလေးထုတ်ပေးပါမယ်ဒါကြောင့်မလို့ကိုကမားတွေအားလုံးမနေ့ပြန်မှာကျွန်တော်ထုတ်ပြီးတဲ့လက်ဆောင်ကဏ္ဍကိုနည်းနည်းအဆင်ပြေအောင်လေးပဲကြည့်ကြစားအဓိကနေတိုက်ကလေးလိုက်ကစားစေခြင်းနဲ့နေတိုက်တွေလုံးဝ okay နေပါလေဗျာဟုတ်ပြီနော်ဒါဆိုကိုကမားတွေအားလုံးမနေ့ပြန်မှာ73ရက်5လ2026ဗိုလ်ရူနေ့12နာရီ10မိနစ်ကတော့4နှစ်ဝန်းကျင်ကို3 5 6 9ကတ်မယ်အကြိုက်ဆုံးက4 3 4 5 2 3 2 5အကြိုက်ဆုံးပတ်တိတစ်လုံးကတော့4ပတ်တိအကြိုက်ဆုံးနော်ဒီလိုကဏ္ဍလေးပြောပြီးဆိုတော့ကိုကကျန်းရဲ့ဗီဒီယိုလေးကိုဒီမှာပဲရနာခွင့်ပြုပါ
မနက်ပြန်နေကင်းတနာရီဘူလီလေးထဲမှာအားလုံးနဲ့အောင်မခန့်ရင်ပြန်ဆုံနေပါလေဗျာကဲချစ်တော်မျိုးတွေအားလုံးကဒီနေ့ညနေမှာတခွက်ကောင်းနဲ့ရတဲ့ပေါက်တဲ့ဆိုတဲ့အမျိုးတွေအားလုံးကပေါက်ကြီးလေးတွေမှမပါပြီနော်အဲ69ကရှယ်အောင်မြင်ရမယ်ထင်ပါတယ်ဘာမှ